မြေသားပင်ပခွက်လွှဲမဲ့ခေတ်တကယ်ရှိတယ်နော်ဟုတ်လားအခုဆိုရင်ဘုံဘုံတို့ရွာဘက်တွေမှာဆိုရင်ကျောင်းနေပိတ်တတ်တာဖြစ်တဲ့ဆယ်ကျော်သက်ဆိုအိမ်အောင်ကြပြီခေတ်ကတော်တော်ဆိုးသွားပြီနော်ပညာသင်ခွင့်မရတဲ့အခြေအနေဆိုလူတွေကအကုန်ရိုင်းသွားဟုတ်လားအတော်ကြောက်စရာကောင်းအဲ့မှာဘုရားဟောထဲမှာတစ်နှစ်လောက်ဆိုရင်အိမ်အောင်ကြပြီလင်းကားနှစ်ဆိုအဖိုးဖွားဖြစ်နေအဲ့ဒီခေတ်မှာရှိတဲ့လူတွေရဲ့အရေးချင်းကိုပြောပြပညာတွေပါလေသင်တရားမလိုဘူးဘလောက်ကြီးကြမ်းလဲဆိုလူတွေကလေလက်နဲ့ကင်လိုက်တာဓာဖြစ်ချင်းဓာဖြစ်တယ်ဘုံဖြစ်ချင်းဘုံဖြစ်တယ်တနက်ဖြစ်ချင်းတနက်ဖြစ်ကြိုက်တာကင်လိုက်မြက်တွေတစ်ပင်တွေဆွဲနှုတ်လိုက်လို့လှန်ဖြစ်ဆိုလည်းဖြစ်တာဘုံဖြစ်ဆိုလည်းဖြစ်တာအဲ့လောက်ကြီးသူတို့ရဲ့အာဟုသူတွေအာကြီးလာလက်ထဲမှာဆွဲမိကင်မိတဲ့ဟာလက်နက်တွေဘာလက်နက်ဆက်ုံတွေမှမလို့တော့လူတွေကလောဘဒေါသမောဟတွေတအားကြီးလာဟုတ်ပြီနော်အဖေနဲ့သမီးနဲ့ယူကြတယ်မောင်နှမချင်းယူကြတယ်သမီးနဲ့ဖအေနဲ့ဖြစ်တယ်အများကြီးဒါကြတော့အဲ့တော့သမီးလှုပ်တဲ့သူကဖအေတတ်တယ်သားလှုပ်တဲ့သူကမအေတတ်တယ်အဲ့အဖေအမေတတ်တဲ့သူကိုတီရဲကောင်းတစ်စိတ်ပေးတယ်အဲ့ဒီခေတ်ကျရင်ဒီလိုတရားပွဲတွေမရှိတော့ဘူးအဲ့လိုစင်ကြီးထဲမှာအဖေတတ်ထားလို့ဆိုပြီးဂုံပြုစုပေးတယ်အမေတတ်ထားလို့ဆိုပြီးဂုံပြုစုပေးတယ်အဲ့ဒီလိုမျိုးလူကြီးသူမှမိဘဆရာသမားတွေကိုတတ်တဲ့သူကိုဂုံတင်းပြီးတော့တောင်ဂုံပြုစုတွေပေးမဲ့ခေတ်တဲ့အဲ့လောက်ထိရောက်လာတဲ့အခါကဘာကြီးကဒီလောက်ပြည့်စည်သွားတဲ့အခါကျတော့ကဘာလောကမှာစားဆိုတာမရှိတော့ဟင်းချက်တဲ့စားမရှိတော့စားအတုတွေဖြစ်သွားပြားကြီးဆိုတာလုံးဝမရှိတော့ပြားကြီးအတုတွေဖြစ်သွားဒီနေ့တောင်ပြားကြီးအတုတွေတော့များထောဘက်ဆိုတာလည်းမရှိတော့စီဆိုတာလည်းမရှိတော့ခဏစီအတုတွေစားအောင်စီအတုတွေဘလောက်များလာတယ်ကဘာပြတ်တော့မဲ့အခြေအနေပေါ့ရုပ်ရုပ်လားကဘာကြီးပြတ်တော့မဲ့ဆိုစားဆိုတာလည်းမရှိတော့ဘူးပြားဆိုတာလည်းမရှိတော့ဘူးစီဥဆိုတာလည်းမရှိတော့ဘူးထောဘက်ဆိုတာလည်းမရှိတော့ဘူးတကားကြီးဆိုတာလည်းမရှိတော့ဘူးဟုတ်လားတကယ်ကိုကဘာမှာကောင်းတဲ့အရာသာ6မျိုးကွဲသွားပြီအတုတွေတအားပေါ်တဲ့အခါအစစ်ဆိုတာလုံးဝမရှိတော့လူတွေကလည်းအဲ့ဒီချိန်ကျရင်အတုတွေအများကြီးဖြစ်လာတယ် artificial ပေါ့ဒီနေ့တောင်မှလည်း AI ခေတ်ကတလောက်များသွားအဲ့ AI နဲ့ကြောင့်လည်းကဘာကြီးပြက်လိမ့်ဟောဦးစောတိတာရဆိုပြီး AI ကိုမေးလာလို့ဖုန်းနံပါတ်ပြောတယ် AI နော် AI နဲ့ဖုန်းနံပါတ်ပြောလို့အဲ့ဒါဖုန်းကြီးလာပြီးတော့ဖုန်းဆက်ပြီးပြင်လာတယ် AI ကဖုန်းသိတယ်တဲ့ကဲအဲ့ဒါမျိုးဖြစ်တော့ဖုန်းနံပါတ်သိတယ်ဗျဆိုတော့ artificial intelligence ပေါ့ညာဟိတုတွေနိဗ္ဗာန်တွေတအားထွန်းကားလာကဘာကြီးပြတ်တဲ့အချိန်ကျတော့အဲ့ဒါတွေအများကြီးဖြစ်လာလိမ့်မယ်ဒါကြောင့်အတုတွေအားကြီးလာတဲ့ကအစစ်ကလုံးဝကွဲသွားလူတွေကလည်းတိတ်ပြီးစိတ်တွေကရိုင်းလာတယ်ကြမ်းလာတယ်အဖေတွေအမေတွေတတ်ဖို့ဝင်မလေးဘူးအာဟုသူတွေတအားအားကြီးတဲ့ကနောက်တော့ကဘာစစ်ကြီး9ရက်ကြာစစ်ပွဲကြီးဖြစ်လိမ့် World War ကဘာစစ်ကြီးဆိုအဲ့ကြမှာဖြစ်တယ်အဲ့ဒီကြရင်လေတွေးတဲ့သူကတတ်ချင်သိတ်ကိုရှိနေတာပါကဲဘသူတွေ့ပြီဟာအဲ့တတ်မဲ့ဆိုတဲ့သိတ်ကပဲအာကြီးနေတော့အဲ့လူချင်းချင်းတက်ကြတွေ့တဲ့သူတက်ကြနေဆက်ရတက်ကြနဲ့တခါတည်းကမ္ဘာလူသက်ပွဲကြီးပေါ့ဗျာစစ်ပွဲကြီးဖြစ်ကြဖြည့်ရှင်းပေးမဲ့သူမရှိဘူးပြေးလဲတရားမရှိဘူးအဲ့လိုနဲ့တခါတည်းစစ်ပွဲကြီးတွေဖြစ်တဲ့အခါတတ်လိုက်ကြတော့အကုန်လုံးလူသားမျိုးနဲ့တုံးတလောက်ဖြစ်သွားငကိုးနဲ့ဓာတ်ခံကောင်းတဲ့စိတ်ကောင်းရှိတဲ့သူတွေတချို့ကြောက်တတ်တဲ့သူတွေတော်တဲ့တောင်နဲ့ပြေးပြီးလူတွေမရှိနိုင်တဲ့နေရာဂူတွေပါလေးတဲ့သွားအောင့်နေကြနောက်တော့စစ်ပွဲကြီးတွေကအေးသွားပြီဆိုလူတွေအကုန်ကုန်ပြီဟုတ်ဗျလူတွေအကုန်ကုန်ပြီဟုတ်အဲ့လိုစစ်ပွဲကြီးတွေအေးသွားပြီဆိုထွက်လာကြအဲ့ထွက်လာတဲ့အခါကျတော့လူတွေကတယောက်တွေ့တဲ့အခါအမေငါမတတ်နဲ့နော်ငါမင်းမတတ်ဘူးမင်းဒဏ်ရာကြီးနဲ့ပါလားအေးဒဏ်ရာကြီးငါဆေးကုပေးမယ်အေးဆေးကုပေးအောင်အပြန်လန်ဆေးကုပေးရင်းနဲ့မင်းမတတ်ဘူးငါမတတ်ဘူးဆိုတာနဲ့တယောက်မေတ္တာထားရင်းနဲ့ကဘာကြီးက10နှစ်တန်းနေ20တန်းနေ40ကနေ60ဒီလိုမျိုးတိုးလာဟောဒါကဘာကြီးပြန်တိုးတက်တဲ့အခါကျတော့အဲ့လိုကဘာကြီးပြက်ခဏီခစ်ကြတော့အဲ့လိုပြန်ပြီးတိုးတက်တဲ့ဟာမရှိတော့ဘူးမေတ္တာတရားတွေကဘယ်လူတွေသိမှမရှိတော့ဒီနေ့အမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ရဲ့စိတ်ထဲမှာမေတ္တာတရားဆိုတာ nothing လုံးဝမရှိဟိုဘက်ကအစ္စရေးကနေတန်ယာဟုရဲ့စိတ်ထဲမှာမေတ္တာလို့ခေါ်တဲ့ lovely kindness လုံးဝမရှိတော့တန်မှာပေါ့လုံးအောင်မှာပေါ့ဒီလူတွေမတတ်ရင်ရိုးလုံးမှာပေါ့ဟောကိုသေးမှဆုလို့သူများကိုတတ်တာတရားလားဟိမြတ်စွာဘုရားရှင်ကဘဟုကုမာရဝိထုမှာဓမ္မပရမကလေးလေးတွေကမွေရိုက်ကလေးလေးတွေကမွေရိုက်နေတာမြတ်စွာဘုရားရှင်ဒီကလေးလေးတွေကိုဘလို့ပြောလဲ9နှစ်ကလေးလေးတွေကလေး900တဲ့ဘုန်းထင်တဲ့အတန်းကြောင်းတစ်ကြောင်းမျိုးဖြစ်အတော့မို့ကလေးတွေစုပြီးစာသင်နေတဲ့နေရာကစားနေတဲ့ကစားကွင်းတစ်ခုဖြစ်လိမ့်သူတို့ကစားကွင်းထဲကိုမွေဝင်လာတဲ့အခါကလေးတွေစုပြီးမွေရိုက်မြတ်စွာဘုရားရှင်ဆွမ်းခံကြွသွားသားတို့မင်းတို့ဘာလုပ်နေတာတော့ကွာမွေရိုက်နေတာဗျာဟာမင်းတို့မွေဘာကြောင့်ရိုက်တာတော့ခရိုးရိုးလေးပဲနော်ဒုက္ခသစ္စာသမုဒယသစ္စာတွေမပြောဘူးဘုရားကလေးလို့ဟောတာကိုဗျဟာတော့မင်းတို့ဘာလုပ်နေမွေရိုက်နေတာဗျာဘာကြောင့်ရိုက်တာတော့တပည့်တော်တို့ကြိုက်မှဆိုလို့ဗျာမွေရတပည့်တော်မင်းတို့ကြိုက်တော့မွေကြိုက်ရင်နားရဲဖျက်တယ်သေမှဖျက်တယ်ဒါကြောင့်တပည့်တော်တို့မကြိုက်ခင်မွေကိုဥအောင်ရိုက်ထားတာအခုအဲ့ဒီတိုင်းပဲ
အီရန်ကနျူကလ িয়ার လက်နက်ရရင်ငါတို့တိုက်မှာဆိုလို့တဲ့သူတို့ကြတော့နျူကလ িয়ার လက်နက်ကင်ထားတယ်ကင်စဉ်းစားကြည့်ကောင်မှနျူကလ িয়ার လက်နက်ကင်ထားတဲ့နိုင်ငံကိုယ်နိုင်ငံရှိတယ်နော်ကောင်မှနျူကလ িয়ার ထိပ်ဘူးပေါင်း12000ကျော်ရှိတယ်အဲ့ဒီထိပ်ဘူးတွေဖောက်ခွဲရင်ကဘာကြီးကအကျိန်20တောင်ပြက်လို့ရတယ်အခုကဘာကြီးကအကျိန်20တောင်ပြက်လို့ရတယ်ဒါလောက်ကြောက်စရာကောင်းတယ်အဲ့ဒီခေါင်းဆောင်တဲ့လူတွေရဲ့စိတ်ကလောဘဒေါသမောဟအားကြီးဟေးတို့တွေမြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်နဲ့လှမ်းပစ်လိုက်မြောက်ကိုရီးယားနဲ့ဆက်နေတာကတရုတ်မြောက်ကိုရီးယားမှာနျူကလ িয়ার လက်နက်တွေအများကြီးရှိတယ်အဲ့ဒီလက်နက်တွေကတရုတ်ပြည်ကိုသွားပေါက်ကွဲမယ်တရုတ်ပြည်ပေါက်ကွဲတဲ့လက်နက်တွေကမြန်မာပြည်ရောက်လာမယ်အဲ့ဒီကနေပြီးတော့ဒီအရှေ့တောင်အာရှမှာနျူကလ িয়ার လက်နက်နိုင်ငံမရှိဘူးကအရှေ့အာရှမှာရှိတဲ့နိုင်ငံတွေကိုတစ်ဆင့်ကူးသွားမယ်အဲ့ဒီကနေပြီးတော့နျူကလ িয়ার လက်နက်ဆင့်ကဲကွဲပြီးတကမ္ဘာလုံးပြတ်သွားဒါကြောင့်နျူကလ িয়ার လက်နက်တို့နိုင်ငံမရှိဘူးဒါပေမဲ့ဘယ်နိုင်ငံအချင်းချင်းပြစ်တလုံးပြစ်တာနဲ့ကျန်တဲ့နိုင်ငံတွေလိုက်ကွဲမှာဗျအကုန်သေးဖို့တာပြင်တာလွတ်တဲ့သူတယောက်မှမရှိဘူးဒါကြောင့်တကမ္ဘာလုံးကကြောက်နေရတာအီရန်ကနျူကလ িয়ার လက်နက်ရမှာဆိုလို့ဆိုပြီးတော့တတ်တာနော်အီရန်ကောင်းဆောင်တွေအများကြီးသေးသွားဘုံဘုံကဘာကိုပြောချင်တာလဲဆိုလူတယောက်အသက်ရှင်ဖို့အတွက်တယောက်တတ်တာဟာသဘာဝကြလားမေတ္တာတရားမျှတမှုရှိရလားမရှိဘူးတော့ဒါလူရိုင်းနေရဲ့အလုပ်ပဲပညာဘလောက်တက်လက်နက်တွေဘလောက်ကြီးစီးပွားရေးဘလောက်ရှိဒါလူရိုင်းနေရဲ့အလုပ်မေတ္တာတရားခေါင်းမတဲ့သူတွေရဲ့အလုပ်လောကကြီးကိုစောင့်ရှောက်ထားတာငြိမ်းချမ်းနေတာလူတွေရှင်သန်ခွင့်ရတာမေတ္တာရှိလို့မေတ္တာပြတ်တဲ့နေ့ကဘာပြတ်တဲ့နေ့ပဲပြောကြည့်ပါတော့မေတ္တာပြတ်တဲ့နေ့ကဘာပြတ်တဲ့နေ့ပဲကလေးလေးတွေမွေရိုက်နေတော့မြတ်စွာဘုရားအာသားတို့ရမင်းတို့ဘာလုပ်နေမွေရိုက်ဘာဖြစ်လို့မွေရတပည့်တော်တို့ကြိုက်ပါဆိုလို့ဟာဘုရားကဂါထာလေးခုဟောတဲ့ကိုနာခြင်းမှဆိုလို့တဲ့သူတစ်ပါးကိုရိုက်နဲ့ညှင်းဆဲရင်တဲ့နောင်ဘဝအဆက်ဆက်ကိုမှနာခြင်းမှုဒုက္ခတွေပဲရလိမ့်မယ်တဲ့နံပါတ်1ဂါထာနော်ကိုနာခြင်းမှဆိုလို့သူတစ်ပါးကိုနာခြင်းအောင်ရိုက်နဲ့ညှင်းသေးတာဟာအေးဘဝအဆက်ဆက်ဆင့်ဆက်အကျိုးဆက်ကြီးဟာနာခြင်းမှုတွေပဲရလိမ့်မယ်ပေါ့ဗျမြန်မာလိုရှင်းရှင်းပဲပြောကြအောင်ဟဲ့နော်ကိုနာကျင်မှာဆိုလို့သူတော်ဘာကိုညှင်းပဲနှိပ်ဆက်ရင်အကျိုးဆက် consequence အဲ့ဒီအကျိုးဆက်ကဆင်းရဲဒုက္ခတွေအဲ့ဒါတွေပဲဆက်သွားလိမ့်မယ်တဲ့ခရီးအီရန်ကိုအမေရိကန်တိုက်တော့ Hormuz ရေလက်ကြားပိတ်သွားပြီဘုံကားနဲ့လာမို့မလာရဲဘူးဘာဖြစ်လို့စီမရလို့ပြတ်တာနော်သူတို့ချင်းရန်ဖြစ်တာဒီမှာကားမောင်းစရာမရှိဘူးကဲဘယ်လောက်ဆက်နေနျူကလ িয়ার ဖြစ်ရင်အဲ့ဒီတက်ဆိုးမယ်နော်ယောဂီတို့ဉာဏပရိသတ်တို့မေတ္တာတရားဘလောက်အရေးကြီးလဲဒါကြောင့်ဘုံဘုံပြောတာကဘာမှလိုးနေတာကစီမဟုတ်ဘူးငွေမဟုတ်ဘူးငြိမ်းချမ်းရေးတရားမေတ္တာတရားလိုးနေတာမေတ္တာတရားရှိရင်ကိုယ်ရှိရင်မျှသာလို့ရဟုတ်လားခုတကမ္ဘာလုံးကလေရှိရင်ပိုးရှိအောင်လုပ်တယ်ဘယ်သူစီကနေမတရားရအောင်ယူရမလဲဒါပဲရှိနေတယ်တကမ္ဘာလုံးအဲ့ဒါနဲ့အီရန်နဲ့အမေရိကန်စစ်ဖြစ်လိုက်တဲ့ဟောမုတ်ရေလက်ကြားပိတ်လိုက်တယ်တကမ္ဘာလုံးရှေ့တောင်အာရှနိုင်ငံတွေရောတကမ္ဘာလုံးဆင်းရဲဒုက္ခရောက်တော့ကုန်သွယ်နှုန်းတွေတက်လာမယ်စားနပ်ရိက္ခာတွေရှားလာမယ်ရှင်းနေဆိုစံရည်သဘာပိုးပြီးရှာဘာဖြစ်လို့ရေနံနေပြီးတော့ဓာတုဗေဒအနေနဲ့ယူရီးယားဓာတ်မြေဩဇာထုတ်ဓာတ်မြေဩဇာတွေမထုတ်လို့နိုင်ဘူးဆိုဓာတ်မြေဩဇာတွေဒီကြီးလာလိမ့်မယ်အဲ့ဒါဆိုတောင်သူတွေကအခုတောင်မနဲ့တအေကတင်ပေါင်း100လောက်ထွက်တောင်မနဲ့စီတပေပါမရအောင်စီတပေပါပြင်ပပေါက်စေ28သိန်းရှိဟုတ်လားဒါတရားတွေပဲနော်လောကမှာဖြစ်နေတဲ့တရားတွေပဲနော်လူတွေရဲ့မတရားသိတွေကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေအင်္ဂလိပ်လိုပြောတော့ consequence ဘုရားဟောတဲ့စကားနဲ့ပြောရင်ဒါဝိဘတ်ကျမဆိုတာဒါပြောတာဝိပါကဝတ်လိုက်ကြတာလေအဲ့ဒါနဲ့အခုစီတွေမရဘူးဟောနောက်ပလက်သရိတ်တွေရှားလာမယ်တယံသာတတွေကနေပြီးရေနန်းတွေထွက်တဲ့ဟာတွေရှားလာမယ်ကတ္တရာလမ်းခင်းတရားကတ္တရာတွေရှားလာမယ်အကုန်လုံးရှားပါလာရောရှားပါတော့ဘာဖြစ်မလဲစိုက်ပျိုးသီးနှံတွေရှားတော့လူတွေစားစရာရှိတဲ့သူတွေတည်းလူမဲရက်မဲခိုးမှုတိုက်မှုတတ်မှုဖြက်မှုမတရားမှုတွေများလာတယ်ကြောက်စရာကောင်းလားမကောင်းဘူးလားကမ္ဘာခြုံစနစ်မှာ globalization make us unhappy ကမ္ဘာခြုံစနစ်ဆိုတာလူတွေကိုမပျော်အောင်လုပ်ထားတာတဲ့လူတွေကိုပြဿနာတက်အောင်လုပ်ထားတာတဲ့တနိုင်ငံရန်ဖြစ်လိုက်တာနဲ့တကမ္ဘာလုံးအပူလှိုင်းကြီးတွေနော်ဒေါသလှိုင်းကြီးတွေကကမ္ဘာလုံးကိုရိုက်ပြီးကမ္ဘာလုံးတောကပြပါရတွေများမသွားဘူးလားအီရန်နဲ့စစ်ဖြစ်တာစီတိုင်းနဲ့သေချတဲ့သူတွေအများကြီးစီတိုင်းနဲ့ဒီနေ့ကဘကိုးဘက်မှာကားသက်ပရာနဲ့ကားမောင်းတဲ့သူစီတိုင်းနဲ့ရန်ဖြစ်လို့ဟောကားမောင်းတဲ့သူကိုဆပရာတတ်သွားတယ်ဟိုနိုင်ငံနှစ်နိုင်ငံရန်ဖြစ်တာကမ္ဘာလုံးမှာအပူလှိုင်းကြီးတွေလာဟက်ဒေါသလှိုင်းကြီးတွေလာဟက်တယ်ကမ္ဘာလုံးမှာမေတ္တာလှိုင်းကြီးတွေပြတ်ကျက်လိုက်ရင်တော့အင်တာနက်လိုမေတ္တာပွားတဲ့သူတွေမေတ္တာပို့တဲ့သူတွေတယောက်နဲ့တယောက်ကိုချင်းစာတရားထားတဲ့သူတွေများသွားရင်ဘယ်လောက်ကောင်းလိုက်မလဲကောင်းလားမကောင်းဘူးလားဟိ
ဆိုတဲ့တစိမ့်မှာသင်္ကန်းကောင်းလာပဲလောက်လာပါချောမွနူးညံ့နေရထိုင်ရပူဇော်သူတိုင်းကြီးညိုကြရာသာသနာဝတ်ယရနာသုံးပါးတန်ဃာတော်များဝိယုံဖို့ဝိမု တ်တိသင်္ကန်းရွေးချယ်လိုက်ပါဂုံရောင်တင်းတဲ့ဓမ္မလမ်းမှာ